ယဗုဒ္ဓသာသနာနှစ်2569ခုလူတော်ဝါကောဇာတကေ1389ခုနှစ်သာမွန်လာဇန်9ရက်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ29ရက်တနင်္လာနေ့ရန်ကုန်တိုင်းဒေသကြီးအလုံမြို့နယ်စကစိန်လန်းနဲ့ကန္နာလန်းတောင်တွင်တည်ရှိသောသာသနာအလင်းရောင်ဓမ္မယုံတော်ကြီးတွင်သာသနာအလင်းရောင်ဓမ္မယုံတော်ကြီးသာသနာအကျိုးတော်ဆောင်ဖွဲ့မှာဆရာတကာလက်တွဲညီညာစွာဖြင့်149ကြိမ်မြောက်စီရင်ကျင်းပပြုလုပ်အပ်သောမောဂဝိပဿနာနိဗ္ဗာန်ဝင်လန်းနေ့အချိန်ပိုင်း9ရက်တရားစခန်းပွဲကြီး၏ယနေ့အစ္စမမြောက်သောနေ့မှာဖြင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး၏အလိုတော်ကြောင့်ကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမောဂဆရာတော်ဘုရားကြီး၏ဥပနေတယအတိုင်းတန္တရာဘုံလေးမှာပြန်လည်ကဆုံတွေ့ကြရတဲ့သာသနာဆွေတော်မျိုးတော်ပေါင်းယခုမျက်မှောက်တရားတော်နာလာရောက်ကြကုန်သောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့အားပဋိစ္စသမုပ္ပါဒေသနာတော်မြတ်နဲ့တွဲဖက်ပြီးတော့ဟောကြားနာကြားကြီးညိုကြရမယ့်တရားကောင်းစဉ်ကကံဤဖြစ်စဉ်သိမှုရှင်လို့အမည်ပေးထားပါတယ်။ဘာတရားတော်ပါလဲ။တို့တရားတော်မြတ်ကိုယရဏ3ပါးအမိအဖဆရာသခင်ကျေးဇူးရှင်အားလုံးတို့ဤကိုရင်တို့ကိုဥထိတ်မှာပန်ဆင်ပြီးတော့ဓမ္မဒါနကျေးဇူးပြုဟောကြားပေးမှာဖြစ်ပါတယ်။တရားတော်မြတ်တို့ကိုမောကြမနာကြကြသေးမီရှေးဥစွာမူလတရားမင်းပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထွဋ်ထရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားတရားဟောတရားနာဘေးရန်ကွာ၍တရားအသိတိုးပွားပါစေခြင်းအကျိုးငါ၎င်းကျေးဇူးတော်ရှင်အက္ခမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏အတန်တော်ဉာဏ်တော်တို့ကိုအာယုံပြုပူဇော်သည့်အနေအားဖြင့်တော်၎င်းဘုရားပုထုဇဉ်ပုဂ္ဂိုလ်တို့၏အမြဲတမ်းသွားရလမ်းပြပါဠိဖြစ်ခဲ့သောတန္တရာလေချောင်းပြပဋိစ္စသမုပ္ပါအနုလုံးပါဠိတော်မြတ်ကြီးကိုပဋိစ္စသမုပ္ပါစဝိုင်းကိုညံမှာထောင်း၍ဖြည်းဖြည်းချင်းပူဇော်ကြောကြပါကုန်စို့အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏပစ္စယနာမရူပပစ္စယသာလာယတနာပစ္စယဘာသောပစ္စယဝေဒနာပစ္စယတဏပစ္စယဥပါဒါနပစ္စယဘဝပစ္စယသာတိပစ္စယသရမရဏံသောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံဘဝန္တိဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယောဩတိသာဓုယခုယုဖတရစေအသောပါဠိတော်မြတ်ကြီးသည်ဘာပါဠိတော်တဲ့လဲပဋိစ္စသမုပ္ပါအနုလောပါဠိတော်ဒီပဋိစ္စသမုပ္ပါအနုလုံးပါဠိတော်မြတ်ကြီးသည်တန္တရာပြတ်ချောင်းလားတန္တရာလေချောင်းလားဒါကြောင့်တန္တရာပြတ်ခြင်းရင်တန္တရာကထွက်ခြင်းရင်တန္တရာကလွတ်ခြင်းရင်တဲ့တန္တရာလေချောင်းကိုသိအောင်ကြိုးစားတန္တရာလေချောင်းကိုသိမှတန္တရာဖြတ်တဲ့လမ်းထွက်တဲ့လမ်းကိုတက်လို့မရမှာလားရမှာလားဒါကြောင့်သွားချင်တာကတော့ထွက်လမ်းဖြတ်လမ်းဒါပေမဲ့တို့တွေရှေးဥပနာမသိပေးရမှာကလေလမ်း
ဒါကြောင့်ပရိစ္ဆသမုပ္ပါအနုလောမဒေသနာတော်မြတ်ကြီးသည်တန်တရာလေပတ်ပုံကိုအဓိကပြတယ်တဲ့ဒါကြောင့်တန်တရာလေပတ်နေတာဟာဒီပါဠိတော်မြတ်နဲ့ကြည့်မယ်ဆိုရင်ဒီပါဠိတော်မြတ်ကိုရှင်တွဲပြီးတော့တွေးပါဆိုရင်တို့တွေတဲ့30ပုံသားတွေအကုန်လုံးဘာတွေနဲ့တန်တရာလဲနေလဲအင်္ဂါ16ပါးနဲ့12ပါးမဟုတ်တော့ဘူးပါဠိတော်နဲ့လို့ပြောထားတယ်ပဋိစ္စသမုပ္ပါဒေသနာစဝိုင်းအနေနဲ့ပြောရင်တော့12ပါးပါဠိတော်ဆိုတဲ့ဟောဒီစောစောတုန်းကမိမိတို့နှုတ်ကထုတ်ပြီးတော့ဆိုလိုက်တဲ့ပါဠိတော်အနေနဲ့ပြောရင်တော့18ပါးနဲ့ဖြည့်ပေးရမယ်။ကွက်ချင်းမတူဘူးအဲ့တော့ဖြည့်တဲ့အဖြည့်လည်းပဲမတူအောင်ဖြည့်ပေးရမယ်။စဝိုင်းထဲမှာကတော့အင်္ဂါ12ပါးယခုတို့တွေတဆင့်မြင့်ပြီးတော့နားထောင်ပေးရမယ်နားလည်အောင်ကြိုးစားပေးရမယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ပါဠိတော်မှာတော့အင်္ဂါကအလုံးပေါင်းရင်ဘယ်နှပါး18ပါးဒါကြောင့်တို့တွေအခုသန္တရာလဲနေတယ်ဒီပါဠိတော်နဲ့ပြောမယ်ဆိုရင်အင်္ဂါ18ပါးနဲ့လဲနေတယ်အင်္ဂါဘယ်နှပါးနဲ့လဲနေတယ်တို့တွေရဲ့တဏ္ဍာမှာသောကပိဋေဝတွေမရှိဘူးလားရှိပါရဲ့ခိတ္တခဏတော့နေကောင်းနေငြိမ်ကောင်းငြိမ်ပေမဲ့သောကပိဋေဝကိုတို့အကုန်လုံးပယ်နိုင်ပြီလားဒါကြောင့်ရှိနေသေးတာမို့လို့ရှိတဲ့တရားကိုပါဠိတော်ကိုရွတ်ဖတ်တရစေတဲ့အခါမှာနှလုံးသွင်းဆင်ခြင်ကြည့်လိုက်တော့တို့တွေတန်တရာလဲနေတယ်စဝိုင်းတွေကအင်္ဂါနေနဲ့ပြောတော့12ပါးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောခဲ့တာက18ပါးစဝိုင်းနဲ့ပါဠိတော်နဲ့ဘယ်နှပါးกว่าလဲအဲ့ဒီ5ပါးကဘာတွေလဲဥပါယတာအလုံးဘယ်နှပါးအဲ့ဒီ5ပါးသည်တဲ့ကျေးဇူးတော်ရှင်မောဂုံဆရာတော်ဘုရားကြီးကကံမျက်လုံးနဲ့မြင်အောင်ထည့်ရေးမထားပင်မထား냐တော်လည်းပဲဘယ်ကွက်ထဲမှာရှိတယ်လို့မှတ်သားပေးဒါကြောင့်၄ကွက်ထဲမှာတဲ့ဉာဏ်နဲ့သိရမှာက5ပါးရှိနေတာက2ပါးပေါင်းရင်ဘယ်နှပါး9ပါးဘယ်နှပါးလဲ9ပါးလို့မှတ်သားပေးရင်အင်္ဂါကအလုံးပေါင်းရင်ဘယ်နှပါးရှိလဲ18ပါးလို့မှတ်သားပေးပါဓမ္မသာလင်လည်းပဲတို့တွေဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ပါဠိတော်မှာ18ပါးဟောပြီးတော့စဝိုင်းထဲမှာ12ပါးပဲထည့်ထားတာဟာတဲ့ပုဂ္ဂိုလ်တွေမခွဲခြင်းလို့လားခွဲခြင်းလို့လားဒါကြောင့်ဘယ်ပုဂ္ဂိုလ်တွေနဲ့မဆိုင်တယ်လဲလို့မေးရင်တောကအစရှိတဲ့တရား၅ပါးတို့သည်ပုဂ္ဂိုလ်တိုင်းနဲ့မဆိုင်ဘူးဆိုတော့ဘယ်ပုဂ္ဂိုလ်တွေနဲ့မဆိုင်နဲ့သမ္မာသမ္ဗုဒ္ဓဘုရားရဲ့ပိစိကဗုဒ္ဓဘုရားတွေရဲ့ယဟန္တာပုဂ္ဂိုလ်တွေရဲ့သောတာပန်သဂရကံနဲ့ကိုဆိုင်သလားဆိုင်တယ်သောတာပန်သရကံအနာခံအထိဆိုင်သေးတယ်ယဟန္တာပိစိကဗုဒ္ဓဘုရားဒီ3မျိုးနဲ့ပဲမဆိုင်တာအဲ့တော့သောတာပန်သရကအနာခံပုဂ္ဂိုလ်တို့အတွက်လည်းပဲတဲ့၄အကွက်ထဲမှာအင်္ဂါဘယ်နှပါးမှတ်ပေးရ9ပါးမှတ်ပေးရတယ်တို့ပုထုဇဉ်ပုဂ္ဂိုလ်တို့အတွက်ဘယ်နှပါးမှတ်ပေးသင့်လဲ9ပါးလုံးမှတ်ပေးပေါင်းပြောရင်တော့ပုထုဇဉ်သောတာပန်သကရကံအနာခံအထိအင်္ဂါ18ပါးရှိတယ်ဘယ်နှပါးရှိလဲ18ပါးလို့မှတ်သားပေးပြီးတော့ဘုရားရဲ့ပိစိကဗုဒ္ဓရဲ့ယဟန္တာအရှင်မြတ်ကြီးတို့အတွက်တော့အဲ့ဒီ5ပါးရှိရလားမရှိဘူးတဲ့ဒါကြောင့်မေးကြရှိတဲ့မေခွန်းလေးကတောကအစရှိတဲ့တရား5ပါးဟာ၄ကွက်ထဲမှာကံမျက်လုံးနဲ့တော့ထည့်မထားဘူးဉာဏ်မျက်လုံးနဲ့တော့ထည့်ထားတယ်ဆိုတော့ပုဂ္ဂိုလ်တိုင်းနဲ့မဆိုင်ဘယ်ပုဂ္ဂိုလ်တွေနဲ့မဆိုင်လဲဆိုတော့ဘုရားပိစိကဗုဒ္ဓယဟန္တာတို့နဲ့မဆိုင်ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့မဆိုင်ဘူးလားဒါဆိုရင်၄အကွက်ထဲကိုဘုရားပိစိကဗုဒ္ဓယဟန္တာအရှင်မြတ်ကြီးတို့ရောက်တယ်လို့သိစေချင်တာလားမရောက်ဘူးလို့သိစေချင်တာလားဘယ်လိုသိစေချင်လဲဘုရားကအင်္ဂါ18ပါးဟောထားတယ်မုဂုတ်ဆရာတော်ဘုရားကြီးက12ပါးပဲထည့်ထားတယ်တွေးပေးရမှာဝေဖန်ပေးရမှာပါဠိတော်ထဲမှာ18ပါးဒါပေမဲ့စဝိုင်းထဲမှာက12ပါးဒါကိုပဲတချို့သောအပြစ်တင်ကြတဲ့ပုဂ္ဂိုလ်တွေကဉာဏ်နည်းတဲ့ပုဂ္ဂိုလ်တွေကအပြစ်ပြောကျင်တော့မုဂုတ်စဝိုင်းကြီးကအင်္ဂါမစုံဘူးတဲ့မှန်တယ်သူတို့တွေးတဲ့အတွေး
ဘလို့တွေးလေကံမျက်လုံးနဲ့ပဲတွေးတာကံမျက်လုံးနဲ့တွေးတော့စဝိုင်းထဲမှာဝိဇ္ဇာအစဇရာမရဏအစောဘယ်နှလုံးပဲရှိလဲ12လုံးပဲရှိတယ်ဘုရားဟောတာက18လုံး5ပါးမပါတာမို့လို့အဲ့ဒီ5ပါးမပါတာကိုအပြစ်ချပြီးတော့လောကလူသားတွေကပြောတယ်ဒါပေမဲ့တို့တွေကညံနဲ့ကြည့်ရင်အဲ့ဒီသောကအစရှိတဲ့တရား5ပါးကိုဘယ်နဲ့ထည့်ထား4အကွက်ထဲကိုထည့်ပေးလိုက်ရတယ်တို့အတွက်ကြောင့်မလို့4အကွက်ထဲမှာသောကအစရှိတဲ့တရား5ပါးကိုကံမျက်လုံးနဲ့ထည့်ရေးမထားတာဟာဘုရားရဲ့ပိစိကဗုဒ္ဓရဲ့ယန္နာရှင်မြတ်ကြီးတို့ဒီ3မျိုးသော3သောပုဂ္ဂိုလ်တို့ကို4အကွက်ထဲကိုကျေးဇူးတော်ရှင်မိုးကိုဆရာတော်ဘုရားကြီးကရောက်တယ်လို့သိစေချင်တာလားမရောက်ဘူးလို့သိစေချင်တာလားဘယ်လိုသိစေချင်လဲရောက်တယ်လို့သိစေချင်တာတို့တွေ4ကွက်ထဲကိုမရောက်လားရောက်လားသိကြတယ်သောတာပန်သရခအနာခံတို့လည်းမရောက်ဘူးလားသိကြတယ်အနာခံလည်းပဲသောကအထိုင်အလျောက်ရှိသေးတယ်တဲ့မရှိလားရှိလားဘာဖြစ်ရှင်သေးတယ်ယဟန္တာဖြစ်ခြင်းသေးတယ်ဆိုတဲ့သောကဟာရှိနေသေးတယ်သောတာပန်လည်းရှိတယ်သောတာပန်ကြီးလေဝိသခအကြောင်းမှကြီးကြည့်ပေါ့ဘာဖြစ်သေးလဲသောကလည်းဖြစ်တယ်ပရိဒေဝလည်းဖြစ်တယ်သူမြေလေးသေးတော့ဘာလို့လဲငိုတယ်ပေါ့လေကဲအရိယာပုဂ္ဂိုလ်သောတာပန်၄အကွက်ထဲရောက်မရောက်တဂရကံလည်းအနာကံလည်းဒါပေမဲ့ဘုရားပိစိကဗုဒ္ဓယန္နာရှင်မြတ်ကြီးတို့တွေဟောဒီ4အကွက်ထဲကိုရောက်တယ်လို့သိစေခြင်းနဲ့သိစေခြင်းသည့်အတွက်ကြောင့်မို့လို့သောကဆရှိတဲ့တရား၅ပါးထည့်မထားဘူးဘုရားပိစိကဗုဒ္ဓယန္နာရှင်မြတ်ကြီးတို့လည်းပဲခန္ဓာ၅ပါးမရှိလားရှိလားစရာဘာဖြစ်လဲဩရာပဲမရဏဒါကြောင့်ဘုရားပိစိကဗုဒ္ဓယန္နာရှင်မြတ်ကြီးတို့လည်းပဲတက်ရှိထင်ရှားရှိနေတော့ငါဟောဒီ4အကွက်ထဲကိုအလုံးရောက်ကြတယ်ရောက်နေစေပဲတို့တဲ့ကြောင့်မလို့ဘုရားပိစိကဗုဒ္ဓယန္နာရှင်မြတ်ကြီးတို့4အကွက်ထဲမှာရှိနေတယ်လို့သိစေခြင်းသည့်အတွက်ကြောင့်သောကအစရှိတဲ့နေရာ၅ပါးကိုထည့်မထားတာတို့ပုထုဇဉ်ပုဂ္ဂိုလ်တွေကတော့ထဲကိုထဲရမှာပါဒါဒီတို့တွေတွေးရမယ်အဲ့လိုတွေးလိုက်နိုင်တော့မှတို့ရဲ့တဏ္ဍာမှာနည်းနည်းလေးဉာဏ်ရှင်းလာတယ်အဲ့လိုမှမဟုတ်ရင်ဘယ်မှာညင်းမလဲလို့မေးရင်ဘုရားကလည်းပြောခဲ့ဟောခဲ့ပြီးသားပါ2အကွက်နဲ့3အကွက်ကြားထဲမှာဖြတ်လို့ဘာဖြစ်သွားဘုရားဖြစ်သွားတယ်တန်တန်ဘုရားကတော့ဟိုအိန္ဒိယနိုင်ငံမှာရှိတယ်ဉာဏ်တော်ဘုရားကဘယ်မှာဖြစ်တာဝေဒနာနဲ့တဏှာကြားမှာဖြစ်တာအဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ပိစိကဗုဒ္ဓတို့ယန္နာရှင်မြတ်ကြီးတို့က2အကွက်ကနေ3အကွက်ကိုကူးလို့ဖြစ်တာလားမကူးလို့ဖြစ်တာလားမကူးလို့ဘုရားဖြစ်တာကူးရင်ဘုရားမဖြစ်ဘူးဟောဒါကတပိုင်းတံပြန်ပြီးတော့တွေးပေးရမှာကဘုရားရဲ့ပိစိကဗုဒ္ဓယန္နာရှင်မြတ်ကြီးတို့ဟာဟောဒီ3အကွက်ကိုတို့တွေကူးမကူးလို့မေးရင်ညံလေးနဲ့တွေးပါဆိုရင်ကူးသလားမကူးဘူးလားကူးမကူးတွေးပေတွေးမှတို့တွေကညံပါမယ်မတွေးရင်သူများပါဇက်မှာလန်ဆုံးနေတယ်ဘုရားကပြောခဲ့ဘူးတယ်ဆရာတော်နဲ့တရားဟောတဲ့ဓမ္မဂရိကနဲ့တခါကြီးတယောက်နဲ့ညင်းခဲ့ဘူးတယ်ဘလို့ညင်းလဲလို့မေးရင်တရားနာဘူးထားတဲ့တခါကြီးကတရားပေါင်းစုံနာထားတာမို့လို့တခြားတစ်ပါးသောတရားထဲမှာတော့2အကွက်ကနေ3အကွက်ကိုကူးသေးတယ်လို့သူနာဘူးတယ်ဒါပေမဲ့စာပေကိုသင်ထားတဲ့ဓမ္မဂရိကတွေအနေနဲ့ကတော့တာမန်အားဖြင့်ပြောမယ်ဆိုရင်2အကွက်ကနေ3အကွက်ကိုမကူးမှဘုရားဖြစ်တာကူးရင်ဘုရားမဖြစ်သေးဘူးစာပေကတော့တိတိကျကျပြောတာက2အကွက်ကနေ3အကွက်ကိုကူးနေသေးရင်ဘုရားမဖြစ်သေးဘူးမကူးမှဘုရားဖြစ်တာမှန်တယ်ဒါပေမဲ့တဲ့တို့တွေကညံတဲ့သေသေးချာချာတွေးကြည့်လို့ရှိရင်4အကွက်ထဲတောင်မှဘုရားပိစိကဗုဒ္ဓယန္နာမင်းမြတ်ကြီးတို့ခန္ဓာရှိလို့ဇရာနဲ့မရဏနဲ့ရောက်ရင်3အကွက်ကိုကြော်ပြီးတော့ရောက်လို့ရပါမလားမရပါဘူးဗျာဒါကြောင့်3အကွက်ထဲကိုဘုရားပိစိကဗုဒ္ဓယန္နာအရှင်မြတ်ကြီးတို့ရောက်တယ်လို့မှတ်ပေးလိုက်ပါဒါဆိုရင်စောစောကပြောတဲ့စကားတွေကဆန့်ကျင်ဘက်ဖြစ်သွားတယ်2အကွက်ကနေ3အကွက်ကိုမကူးမှဘုရားဖြစ်တာအခုပြန်ပြောတာကဘုရားက2အကွက်ကနေ3အကွက်ကိုကူးသေးတယ်ဆန့်ကျင်မယ်နော်ဟ
မကူးမှလည်းဘုရားဖြစ်တယ်ကူးသေးတယ်လည်းပြောသေးတယ်အဲ့တော့ကူးတာနဲ့မကူးတာကိုပြန်ခွဲဘာနဲ့ကူးပြီးတော့ဘာနဲ့မကူးတာလဲအဲ့ဒီအတွေ့တွေးတတ်သွားရင်မငင်းဖြစ်တော့အဲ့တော့ရှေ့ပိုင်းမှာညင်းတယ်စာသင်ထားတဲ့တန်ခါအနေနဲ့ကတော့တာမန်တွေးလိုက်တဲ့အခါမှာတော့နေ့အကွက်ကနေသုံးအကွက်ကိုမကူးမှဘုရားဖြစ်တာကူးရင်ဘုရားမဖြစ်ဘူးဟောတရားနာရတဲ့တခါကြီးကတော့တရားတွေစုံအောင်နာထားတာမလို့ကူးသေးတယ်ဒါပေမဲ့ကူးတယ်မကူးဘူးဆိုတာကိုသူတို့ခွဲချမ်းစိတ်ဖြာနိုင်တယ်သဘောမရှိတော့ဘာဖြစ်လဲညင်းတယ်ဘာလို့ညင်းတာလဲသူ့ဘက်ကိုယ့်ဘက်ညှတစွာမတွေးနိုင်လို့အဲ့တော့ဘာနဲ့ကူးပြီးတော့ဘာနဲ့မကူးတာလဲလို့တွေးတတ်ရင်အဖြေကရသွားပြီအဲ့တော့ဝိပဿနာသဘောပြောကြည့်သစ္စာပေဒနဲ့တိုင်းကြည့်သစ္စာပေဒနဲ့တိုင်းဝိပဿနာသဘောပြောပါဆိုရင်ပရိစ္ဆသမုပ္ပါ၃မျိုးတည်းကဘာနဲ့တွေးရမလဲခန္ဓာပရိစ္ဆသမုပ္ပါနဲ့တွေးဘာနဲ့တွေးမလဲခန္ဓာပရိစ္ဆသမုပ္ပါသစ္စာပေဒနဲ့တိုင်းရင်တော့ဘုရားရှင်ကိုရောမြတ်ကြီးတို့သုံးအကွက်ကိုဘာဖြစ်လဲမကူးဘူးလို့ပြောခြင်းရင်ဘာနဲ့မကူးတာလဲလို့ကဲအမြင့်ဆုံးတွေးကြည့်ဘာနဲ့မကူးဘူးလဲကိလေသာနဲ့မကူးဘူးဒါကခန္ဓာပရိစ္ဆသမုပ္ပါအနေနဲ့ပြောလိုက်တာပဲကဲတို့တွေစာပရိစ္ဆသမုပ္ပါအနေနဲ့ပြောပါပရိစ္ဆသမုပ္ပါစဝိုင်းနဲ့ထည့်တွေးပါဆိုရင်ဘာနဲ့မကူးတာလဲဘယ်အင်္ဂါနဲ့မကူးတော့ဘူးလဲတဏှာရဲ့ဥပါဒဏ်နဲ့မကူးဘူးတဏှာနဲ့ဥပါဒဏ်ဒီတခြားလားကိလေသာလားခုနကပေါင်းပြောလိုက်တယ်ခန္ဓာပရိစ္ဆသမုပ္ပါနဲ့ဆိုရင်ဒီနှလုံးကိုပေါင်းလိုက်ဘာတွေလဲကိလေသာတွေခန္ဓာပရိစ္ဆသမုပ္ပါနဲ့ပြောတော့ကိလေသာနဲ့တော့မကူးတော့ဘူးဘာနဲ့မကူးတော့ဘူးဒါဆိုရင်ဘာနဲ့ကူးလဲကံနဲ့တော့ကူးတယ်ဘာနဲ့ကူးလဲကံနဲ့ကူးတယ်လို့တွေးပေးလိုက်မကူးတာမှန်တယ်ဘာတွေဖြတ်လိုက်လို့ဘုရားဖြစ်တယ်လဲကိလေသာတွေဖြတ်လို့ကိလေသာတွေတတ်လို့ဘုရားဖြစ်တယ်တိတိကျကျပြောပါဆိုရင်ဘုရားဖြစ်တဲ့ခုနှစ်လေးပြောကြည့်တရားနဲ့၃ခုနှစ်ကစောလာပြည့်နေ့မှာဘုရားဖြစ်တယ်ဘုရားပြိဋိဘံဆန္ဒကတရား48ခုနှစ်ဆိုဘယ်နှစ်နှစ်နေခဲ့45နှစ်45နှစ်တာကာလပတ်လုံးကဲဘုရားရှင်ကိုရောမြတ်ကြီးဒီနေ့ဘယ်သူကိုချစ်ချွတ်ရမလဲလို့မလုပ်ရဘာလို့ လဲဘာနဲ့မနှောနဲ့ကံလေးနဲ့ရောက်တာပြောမလို့လေညံနေဆိုတော့ဘုန်းကြီးဘယ်ပေါက်ကထွက်ရမှာတော့သူတို့ကအပေါ်တက်လုံးအားကြီးတော့မနေ့အောက်ပြန်ဆွဲချနေရတယ်ကံနဲ့ကူးတယ်ကိလေသာနဲ့မကူးဘူးအဲ့နှစ်ချက်ကိုမှတ်ရမယ်ဘုရားရှင်ကိုယ်တော်မြတ်နေ့ကွက်ကနေသုံးကွက်ကိုမကူးလို့ဘုရားဖြစ်တယ်မှန်တယ်ဘာနဲ့မကူးလဲကိလေသာနဲ့တော့မကူးတော့ဘူး45ဝါကာလပတ်လုံးဒီနေ့ဘသူကိုချစ်ချွတ်ရမလဲလို့နေ့စဉ်တွေးရတယ်ဘာနဲ့လဲမနောကံနဲ့နေ့စဉ်တွေးပြီးတော့ကျွတ်ထိုက်သောပုဂ္ဂိုလ်ရှိတဲ့နေရာကိုမကြွလားကြွလားဘာနဲ့ကြွကာယကံနဲ့ကြွရတယ်အဲ့တော့ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ကိုတရားမဟောရလားဟောရလားဘာနဲ့ဝစီကံနဲ့ဟောရ45ဝါကာလပတ်လုံးဘုရားရှင်ကိုယ်တော်မြတ်ကြီးကာယကံဝစီကံမနောကံ၃ပါးနဲ့ပြုလဲပြုရတယ်ပြောလဲပြောရတယ်ကြံလဲကြံစီရတယ်ကံ၃ပါးမရှိဘူးလားရှိပါဘူးဒါကြောင့်ဘာနဲ့ရောက်ကံ၃ပါးနဲ့တော့၃အကွက်ထဲကိုရောက်တယ်ဘာနဲ့မရောက်တာလဲကိလေသာနဲ့တော့အဲ့ဒီအဖြေရရင်မငြင်းရတော့အဲ့ဒီအဖြေမသိရင်တော့ငြင်းရစာပေကပြောထားတဲ့နှစ်ကွက်ကနေ၃ကွက်ကိုမကူးမှသို့မဟုတ်ဝေဒနာနဲ့တဏှာနဲ့မဆက်မှဖြတ်နိုင်မှဘုရားဖြစ်တယ်မှန်တယ်ဖြတ်လိုက်နိုင်လို့ဘုရားဖြစ်တယ်ဒါပေမဲ့45ဝါကာလပတ်လုံးဘုရားရှင်ကိုယ်တော်မြတ်ကြီးသက်ရှိထင်ရှားရှိနေတာမို့လို့ကြွားစရာရှိတာကြွားဟောစရာရှိတာဟောတွေးစရာရှိတာတွေးရတာမို့လို့ဘာ၃ပါးရှိတယ်ဒါကြောင့်ဘာနဲ့ကူးတယ်လဲကံနဲ့တော့ကူးတယ်လို့မှတ်လိုက်တယ်ဒါကြောင့်ဒီကမ္မဘဝမှာဘာလို့ပေးထားဟပေးတာကဲဘုရားရှင်ကိုယ်တော်မြတ်အနေနဲ့ပြောရင်ဘာလို့ဟထားတာလဲနောင်တဖန်ဘဝမရှိတော့ဘူးလို့သိစေခြင်းတယ်ကံတော့ဖြစ်တယ်ကမ္မဘဝမဖြစ်တော့ဘူးနောက်တဖန်ဇာတိရှိအောင်မလားမ
မရှိတော့တာမို့လို့ဒီနေရာမှာကမ္မကိုအပြည့်ဝိုင်းလိုက်တဲ့ဘုရားအတွက်ဆိုရင်ပိစိကဗုဒ္ဓအတွက်ဆိုရင်ဘာဖြစ်လို့လဲနောက်တစ်ဖန်ဘဝဇာတိဖြစ်เสียအကြောင်းမရှိတော့ဘူးဘုရားရှင်ကိုယ်တော်မြတ်ကြီးဘာပဲလုပ်လို့ကုသိုလ်အကုသိုလ်တွေမရှိတော့ဘူးကရိယာစိတ်မို့လို့ပေါ့ဝိပဿနာသဘောစာသဘောပြောရင်ဒါကြောင့်ကံတော့ဖြစ်တယ်နောက်တစ်ဖန်ဘဝမဖြစ်ရင်ဥပပါတိဘဝလာအောင်မလားဇာတိကောရအောင်မလားမရတော့ဘူးတဲ့တို့တို့ကြောင့်မလို့ဘုရားပိစိကဗုဒ္ဓယာနာရှင်မြတ်ကြီးတို့လေးအကွက်ထဲကိုရောက်တယ်လို့သိစေခြင်းနဲ့ဆိုရင်ကဲဘုရားပိစိကဗုဒ္ဓယာနာရှင်မြတ်ကြီးတို့လေးအကွက်ထဲကိုဗာနဲ့ရောက်စရာမရဏဘုရားရှင်ကိုယ်တော်မြတ်35နှစ်မှာကဲဘုရားဖြစ်တဲ့နုပြိုထုံးပေါ့တက်တော်80အရွယ်ရောက်သွားတယ်ဘာဖြစ်သွားလဲတက်တော်80ပြည့်သွားတော့ဘာလို့ရသေးလဲမရဏတေရသေးတယ်ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတက်တော်ထင်ရှားရှိနေတဲ့ကာလလေးအကွက်ကိုရောက်ပါတယ်ပိစိကဗုဒ္ဓလည်းရောက်တယ်ယဟန္တာလည်းရောက်တယ်ဘာနဲ့ရောက်လဲသရမရဏနဲ့ရောက်တယ်ပေါင်းပြောလိုက်တဲ့အခါကျတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီး3အကွက်4အကွက်ထဲကိုရောက်တယ်ဘာနဲ့ရောက်လဲလို့ပေါင်းပြောခြင်းရင်ခန္ဓာနဲ့ရောက်တယ်ဘာနဲ့ရောက်တယ်အဲ့ဒီအဖြေကအမှန်ဆုံးပဲဘာလို့လဲခန္ဓာပြိဋိဘံမဆန်သေးသေး၍ဘုရားပိစိကဗုဒ္ဓယာနာတို့လည်းပဲဘာရှိသေးလဲခန္ဓာရှိသေးရင်ကံ3ပါးမရှိဘူးလားရှိပါတယ်ကံ3ပါးရှိရင်ဒါကြောင့်တို့တွေတွေးတဲ့အတွေ့မှာဉာဏ်လေးနဲ့တွေးပေးရတယ်ဆန့်ကျင်ဘက်လေးတွေးပေးရတယ်နောက်ပြန်ဆုတ်တွေးပေးရတယ်ကိုဒီလိုသိထားတယ်ဒီအသိကိုတပံထပ်ပြီးတော့တိုးပွားဖို့အတွက်တို့တွေရဲ့ဉာဏ်ကိုဖြန့်ကျက်ပြီးတော့တွေးဖို့မလိုဘူးလားလိုပါဗျာအဲ့ဒါလို့တွေးမှသာလျင်တရားကရင်းခုန်စရာမရှိတော့ဘူးအဲ့လိုမှမဟုတ်ရင်ကိုသိတဲ့အသိလေးကိုပဲအမှန်လို့မှတ်ထားရင်ဘာဖြစ်ကြတာများရင်းခုန်တာများတယ်ရင်းခုန်ရင်တရားမဟုတ်ဘူးတဲ့တရားဆိုတာဘာလို့ရတာဆွေးနွေးရတာတဝူသိတာတဝူကိုဖလှယ်ကြရတာအဲ့ဒါမှတရားအဲကြောင့်ညင်းခုန်နေရင်တရားမဟုတ်ဘူးလို့မှတ်ပေးလိုက်ပါတို့တွေကြောင့်မလို့တို့တွေကပိစုတ်ပန်းနဲ့တို့တွေရဲ့တဏ္ဍာမှာလည်းပဲကံ3ပါးမရှိဘူးလားရှိပါဗျာအခုဘုရားပိစိကဗုဒ္ဓယန္နာအခုယန္နာလေးရှိနေတဲ့ဆိုပါစို့လေရှိနေတဲ့ယန္နာ2အကွက်ကနေ3အကွက်ကိုမကူဘဲနဲ့ဖြတ်တော့ဖြတ်လိုက်နိုင်လို့ယန္နာတော့ဖြစ်ပေမဲ့သူပြိဋိဘံမဆန်သေးရင်ဘာရှိသေးလဲကံ3ပါးတော့ရှိနေသေးတာပဲဒါကြောင့်ခန္ဓာရှိရင်ဘာရှိလဲကံ3ပါးရှိတာပါပဲတို့အတွက်ကြောင့်မလို့ဒီကံရဲ့ဖြစ်စဉ်တွေကိုတို့တွေးပြီးတော့မစင်ကြင်ရမလားစင်ကြင်ရမလားအဲ့တော့စဝိုင်းနဲ့ထည့်တွေးလိုက်ပါတဲ့စဝိုင်းအကွက်ဘယ်နှကွက်အကွက်4ကွက်ထဲမှာကံဘယ်နှမျိုးရှိဘာတွေလဲသင်္ခါရနဲ့ကမ္မဘဝအသွယ်8သွယ်နဲ့ပြောအသွယ်8သွယ်တဲ့ကတသွယ်နဲ့ဝေဖန်ကြည့်ကံ2မျိုးရှိတယ်အင်္ဂါအနေနဲ့တော့ဖြည့်ပြီးသွားပြီပရိစ္ဆသမုပ္ပါဆိုတာဘာလဲတဲ့ပရိစ္ဆသမုပ္ပါဆိုတာအကြောင်းနဲ့အကျိုးပဲဘုသူရဲ့အကြောင်းနဲ့အကျိုးဒီနေရာမှာဦးဇင်းတို့ကဒီပရိစ္ဆသမုပ္ပါရဲ့သဘောလေးကိုဦးဇင်းတို့စာလေးပြုတ်ပေးလိုက်တယ်မနေ့တုန်းကလာပြောခဲ့ပါတယ်သစ္စာရဲ့အကြောင်းသစ္စာဆိုတာဘာကိုပြတယ်အပြစ်ကိုပြဘာရဲ့အပြစ်ခန္ဓာရဲ့အပြစ်နဲ့ဘဝရဲ့အပြစ်အဲ့ဒီနေရာမှာအကြောင်းလို့အစားထိုးလိုက်ရင်ပဋိစ္စသမုပ္ပါအဓိပ္ပာယ်ထွက်တယ်အဲ့တော့ဘာကိုမူတည်ထားမလဲအင်္ဂါ12ပါးကိုမူတည်ပြီးတော့သွားပေးရတယ်အင်္ဂါ12ပါးမူတည်လိုက်တော့စဝိုင်းထဲမှာအသွယ်ဘယ်နှသွယ်ရှိ8သွယ်ရှိတယ်အဲ့ဒီအသွယ်8သွယ်နဲ့ဝေဖန်ပေးရတယ်မူတည်တာကအင်္ဂါ12ပါးဘယ်အရာလေးပဲတွေးကျင်တဲ့အရာတွေဘယ်တဲ့ထက်အင်္ဂါ12ပါးတဲ့ထက်အခုဘုရားရှင်ကိုယ်တော်မြတ်ကူမကူလို့ပြောတော့ဘာတွေပဲကြည့်ရအင်္ဂါတွေပဲကြည့်ရတာပဲဒါကြောင့်အင်္ဂါကိုဘာလို့ထားမူတည်ထားရဘာနဲ့ဝေဖန်အသွယ်8သွယ်နဲ့ဝေဖန်ဒါကတနည်းဒါကြောင့်ပရိစ္ဆသမုပ္ပါဆိုတာဘာလဲတဲ့အင်္ဂါ12ပါးမူတည်ထား၍အသွယ်8သွယ်ဖြင့်ဝေဖန်တဲ့နည်းဟာပရိစ္ဆသမုပ္ပါလို့ခေါ်တယ်ဆိုကြည့်အင်္ဂါ12ပါးမူတည်ထား၍အသွယ်8သွယ်ဖြင့်ဝေဖန်ဟောပြောသောနည်းကိုပရိစ္ဆသမုပ္ပါလို့ခေါ်ပါတယ်ဒါကတနည်းသစ္စာရဲ့ပြောင်းပြန်အနေနဲ့ပြန်တွေးလိုက်တော့မိမိတို့ရရှိထားသောဘဝဤအကြောင်းရထားတာကဘဝဘယ်ဘဝလဲလူဘဝနတ်ဘဝစသည်ဖြင့်ပေါ့အခုလူဘဝရထားတော့ဘာခန္ဓာရထားလဲ
လူခန္ဓာအရာဒါကြောင့်ရှေ့ကတင်ပြထားတာကဘဝနောက်ကခန္ဓာဒါကြောင့်မိမိတို့ရရှိထားသောဘဝဤအကြောင်းပရိစ္ဆသမုပ္ပါကဘာကိုဟောတယ်အကြောင်းကိုဟောတယ်သစ္စာကဘာကိုဟောတယ်အပြစ်ကိုဟောတယ်သစ္စာတုံးကတော့မိမိတို့ရရှိထားသောဘဝဤအပြစ်ပရိစ္ဆသမုပ္ပါကမိမိတို့ရရှိထားသောဘဝဤအကြောင်းနောက်ကဆက်လိုက်မိမိတို့နေထိုင်ကြရသောခန္ဓာဤအကြောင်းတွေကိုဟောကြားထားတဲ့တရားကိုဘာတရားကဲဆိုကြည့်လိုက်ပါဦးမိမိတို့ရရှိထားသောဘဝဤအကြောင်းမိမိတို့နေထိုင်ကြရသောခန္ဓာဤအကြောင်းတွေကိုဟောကြားထားသောတရားကိုပဋိစ္စမုပ္ပါရထားတာကဘဝကိုရထားတာလေသုံးပြီးတော့ယခုနေထိုင်နေရတာကခန္ဓာဝိသေသလေးရှေ့မှာထည့်ထားတယ်ရရှိထားသောဘဝဤအကြောင်းနေထိုင်ကြရသောခန္ဓာဤအကြောင်းတွေကြီးပဲသွားတယ်အကျိုးမထည့်ဘူးဒီနာမှာဘာကြောင့်လဲပရိစ္ဆသမုပ္ပါကအကြောင်းတစ်မျိုးပဲဟောတယ်ပဋိစ္စသမုပ္ပန္နဆိုမှအကျိုးကိုဟောတယ်အဲကြောင့်အကြောင်းလို့ပဲခုတည်းသုံးသပ်ထားတယ်ပြန်ပြောကြည့်မိမိတို့ရရှိထားသောဘဝဤအကြောင်းမိမိတို့နေထိုင်ကြရသောခန္ဓာဤအကြောင်းတွေကိုဟောကြားထားသောတရားကိုပဋိစ္စမုပ္ပါလို့ခေါ်ပါတယ်သစ္စာတရားဆိုရင်အကြောင်းနေရာမှာအပြစ်လေးထည့်လိုက်ဒါဆိုရင်မှတ်ရလွယ်သွားတယ်ကဲသစ္စာတရားဆိုတာဘာလဲမိမိတို့ရရှိထားသောဘဝဤအပြစ်မိမိတို့နေထိုင်ကြရသောခန္ဓာဤအပြစ်တွေကိုဟောကြားထားသောတရားကိုသစ္စာတရားလို့ခေါ်တယ်အပြစ်ဟောတာသစ္စာအကြောင်းဟောတာပဋိစ္စသမုပ္ပါဒါကြောင့်သစ္စာဆိုင်မဆိုင်သိခြင်းရင်မြန်မာလိုလေးရိုးရိုးမှတ်ရမှာကအပြစ်တွေဘလောက်မြင်ပြီလဲဘာတွေလဲတို့ရထားတဲ့ဘဝရဲ့အပြစ်တို့နေထိုင်ကြရတဲ့ခန္ဓာတွေရဲ့အပြစ်ဘဝရဲ့အပြစ်တွေမမြင်သေးသရွေ့ရထားတဲ့ခန္ဓာရဲ့အပြစ်တွေကိုမမြင်သေးသရွေ့အဲ့ဒီပုဂ္ဂိုလ်သစ္စာမထင်သေးဘူးသစ္စာမထင်တဲ့ပုဂ္ဂိုလ်ဘဝလည်းမမုန်းဘူးခန္ဓာလည်းမမုန်းဘူးဘဝလည်းမမုန်းခန္ဓာလည်းမမုန်းရင်တခြားလားသမုဒယလားသမုဒယမှရှိနေသေးရင်ဘာလာအောင်မယ်အကျိုးဒုက္ခကတော့မလွဲပါဘူးတဲ့ဒါကြောင့်တို့တွေနိဗ္ဗာန်ရဖို့နိမနီသို့မဟုတ်သောတာပတ္တိမဉ္ဇဉ်ရမရနိမနီသိခြင်းရင်အပြစ်တွေဘလောက်မြင်ခဲ့ပြီလဲလို့ကိုပဲပြန်မေးပါတွေးပါအဲ့တော့အပြစ်ကိုနှစ်မျိုးတွေးရပါမယ်သူတစ်ပါးရဲ့အပြစ်နဲ့မိမိရဲ့အပြစ်ဘယ်အပြစ်ကိုမြင်ရမိမိရဲ့ဒါကြောင့်တို့တွေတဲ့ဘဝထဲမှာယဟန်တန်ဃာတွေရဲ့အကြောင်းတွေတခြားတစ်ပါးသောအကြောင်းအရာတွေရဲ့အကြောင်းတရားတွေကိုဝေဖန်တာကိုမှန်သလားမှားသလားလို့တွေးခြင်းရင်သစ္စာပေတာနဲ့တိုင်းမယ်ဆိုရင်တော့သူတစ်ပါးအပြစ်ကိုပြောနေတယ်သူတစ်ပါးအပြစ်ကိုတွေးနေတယ်ဆိုရင်မှားကိုမှားတာပဲဒါဆိုရင်အရှင်ဘုရားရဲ့သူများတွေပြောသလိုဆိုရင်ဝိပိဿဝါဒကမှားနေသလားမမှားဘူးဝေဖန်ပေးရမယ်ဘယ်သူကိုဝေဖန်တဲ့ကိုအဓိကထားပြီးဝေဖန်ရမယ်ဓမ္မသာလျင်တို့တွေကိုအကြောင်းကိုသိလာလိမ့်မယ်တို့တဲ့ကြောင့်မလို့ဘုရားကဝိပိဿဝါဒပြောထားတယ်ဟောတန်ခါနှစ်ပါး Facebook ပေါ်မှာဖြញ្ញကတ်လေးလှုပ်ပြီးတော့တင်ပေးထားလိုက်တယ်ဟောဆရာတော်တစ်ပါးဓမ္မဂိကတစ်ပါးကတန်ခါတွေမဝေဖန်နဲ့သူဘာလို့နေသူ့အပြစ်နဲ့သူသွားလိမ့်မယ်ကိုဝေဖန်ရင်ကိုအပြစ်ဖြစ်သွားနိုင်တာသိလို့မဝေဖန်နဲ့လို့သူကတားမြစ်ပေးလိုက်တယ်ဒါပေမဲ့တန်ခါတွေကတချို့တန်ခါတွေကမပြောလဲဒါဆိုရင်ဘုရားဝါဒအလကားဖြစ်သွားမှာပေါ့ဘာဖြစ်လို့လဲဝိပိဿဘာလို့မှဝေဖန်ပေးရမှာဝေဖန်သင့်တယ်မှန်တယ်သူပြောတာကလည်းပဲသူဘက်ကကြည့်လဲမှန်တယ်ဒီဘက်ကကြည့်လဲမှန်တယ်မနေ့တုန်းကပြောခဲ့တဲ့မွေးနဲ့ဖားလို့ပဲတို့ဘာလို့မလဲကိုအတွက်ဘာကြံမလဲလို့တွေးတတ်မှမစ္စည်းမပฏิပဒါဘာမှမကြံလို့မဝေဖန်နဲ့ဆိုတဲ့ပုဂ္ဂိုလ်ဘက်ကလိုက်ရင်လည်းပဲအပြည့်အဝမမှန်ပြန်ဘူးဝေဖန်ရမယ်ဆိုရင်လည်းပဲအပြည့်အဝမမှန်ပြန်ဘူးအဲ့တော့မစ္စည်းမပฏิပဒါအလဲလိုက်ချလိုက်အဲ့ဒီနှစ်ခုကြားထဲမှာတို့ညံလေးနဲ့တွေးလိုက်ပါတော့တဲ့ညံလေးနဲ့တွေးလိုက်ရော
ဝေဖန်လိုက်ဘသူကိုဝေဖန်မလဲကိုဝေဖန်မယ်မှန်သွားပြီမဝေဖန်နဲ့ဘာလို့မဝေဖန်သင့်တာလဲမိမိအတွက်အာကုသိုလ်ဖြစ်မယ်ဒုစရိုက်ဖြစ်မယ်ကိလေသာဖြစ်မယ်ဆိုရင်ဝေကိုမဝေဖန်နဲ့မှန်သည်ဖြစ်စေမှားသည်ဖြစ်စေဘာလို့လဲကိုယ့်အတွက်အကျိုးမရှိလို့ဘာမရှိလို့အဲ့ဒါလေးမှတ်ထားပေးလိုက်ဦးဇင်းတို့ဝေဖန်ပေးတာကတော့သူတော်ဘာတို့ကိုဝေဖန်တော့မယ်ဆိုရင်ကိုယ့်အတွက်အကျိုးရှိရင်ဝေဖန်ကိုယ့်အတွက်အကျိုးမရှိရင်မဝေဖန်နဲ့ကိုမသိတသိတွေနဲ့သွားဝေဖန်လို့ရှိရင်ကိုယ့်အတွက်အန္တရာယ်များလုံးအကြီးတယ်မိမိဝေဖန်လိုက်သောပုဂ္ဂိုလ်ကမိမိထက်အတ္တသိက္ခာကုံဝါသို့မဟုတ်သီလသမာဓိပညာတွေအားကောင်းနေရင်အားကောင်းသလောက်အပြစ်ကပို့ပြီးတော့ကြီးတယ်နော်ဟိုတုန်းက Facebook ပေါ်မှာတွေ့လိုက်တယ်ဩရေးထားတယ်တယောက်ကတန်ခါစစ်တန်ခါမှန်တွေကိုဖူးချင်ရင်မဟာဝိဟာရကိုသွားမဟာဝိဟာရလည်းတော်တယ်နော်ငယ်ငယ်ရွယ်နဲ့တန်ခါတွေအများကြီးထားပြီးတော့စာပေတွေတတ်တယ်ဒါပေမဲ့လည်းပဲရေးတဲ့ပုဂ္ဂိုလ်ကတော့သူကတော့တာမန်ပြောရိုးပြောစင်နဲ့တော့သူရေးကောင်းရေးလိုက်မယ်သိလို့ရေးသလားမသိဘဲနဲ့ရေးတာလားဟိုဘက်ကိုပဲသူကတာတာထွေးထွေးပြောချင်တာလားမြောက်ပင့်ချင်တာလားတော့ဘာမှတော့မသိပေမဲ့သူ့ရဲ့အရေးသားကိုသူပြန်မတွေးထက်ရင်တော်တော်ကြောက်စရာကောင်းတယ်။ဘာဖြစ်လို့လဲ။တန်ခါဘေဒကကြောက်အောင်ထိုင်းနိုင်တယ်။ပြင်လို့မရတတ်ဘူး။ဘာဖြစ်လို့လဲ။ရေးတဲ့အရေးသားကြည့်ကြည့်လေ။တန်ခါစစ်တန်ခါမှန်နေဖူးခြင်းရင်မဟာဝိဟာရသွားဆိုတော့ကြံတဲ့တန်ခါတွေကတန်ခါမဟုတ်တော့ဘူးလို့ဘာဖြစ်သွားလဲ။ဆွဆွဲရရောက်တယ်နော်။တော်တော်ကြောက်စရာကောင်းတယ်။ကိုယ့်ရဲ့အသိဉာဏ်လေးအားနည်းရင်ကိုလှုပ်လိုက်တဲ့လုပ်ငန်းလေးကစာလေးတစ်ချောင်းနှစ်ချောင်းလို့ပြောလို့ရကောင်းရပေမဲ့အဲ့ဒီအပြစ်ကတော်တော်ကြောက်စရာကောင်းတယ်နော်ဘရော့မှတရားရဖို့မလွယ်တော့တန်ခါဘေဒကများတင့်သွားပြီဆိုရင်ကြောက်စရာကောင်းတယ်ဒါကြောင့်ရှေးကတန်ခါကပရမဓမ္မကဘာပြောချင်တာလဲတန်ခါတွေကိုမဝေဖန်ပါနဲ့ဘာကြောင့်လဲတန်ခါဘေဒကကန်ထိုက်ရင်ကြောက်စရာကောင်းတယ်အဲ့တော့ဒီဘက်ကလည်းဝေဖန်တဲ့နဲ့ဘာလို့လဲတန်ခါတွေမှားရင်မှားမှန်ထောက်ပံ့ပြီးတော့ပြောပြရမှာပေါ့မှန်တယ်ကိုထောက်ပြလို့ပြင်တော့ကောင်းတာပေါ့မပြင်ရင်ကိုရဲ့တဏ္ဍာမှာဘာတွေလာအောင်မလဲဒေါသတွေတန်းစီပါတော့မယ်အဲ့တော့ကိုယ့်အတွက်ဘာရအာကုသိုလ်တွေကိလေသာတွေရတယ်ဒါဆိုရင်မဝေဖန်ပါနဲ့ဟောဒါကတစ်မျိုးဒါပေမဲ့နောက်ဆုံးကုံကုံရှားလိုက်လို့တတ္တုရှားလိုက်လို့မစ္စည်းမပရိပဒအလဲအလတ်လန်းနဲ့ပြောဒါမှမဟုတ်သစ္စာပေတာနဲ့တိုင်းဆိုရင်ဘယ်တော့မှသူတစ်ပါးအပြစ်ကိုမဝေဖန်ပါနဲ့ဘာဖြစ်လို့လဲတွေ့ကြည့်ဘာဖြစ်လို့များသူတစ်ပါးကိုမဝေဖန်နဲ့လို့မစ္စည်းမပရိပဒအလဲလက်လန်းကတွေးပြီးတော့ပြောခိုင်းတာလဲသူတစ်ပါးအပြစ်ကိုရှာနေသေးသေးကိုယ့်အပြစ်ကိုမမြင်တတ်လို့ပါပဲကိုယ့်အပြစ်ကိုမမြင်ရင်သူတစ်ပါးအပြစ်ကိုဇောင်းပြောနေရင်မိမိရဲ့တဏ္ဍာမှာတခြားလားကိလေသာလားခန္ဓာညာရောက်ခြင်းရင်မစ္စည်းမပရိပဒအလဲလက်လန်းကတက်ခြင်းရင်သူတစ်ပါးအပြစ်ကြည့်ရမှာလားကိုယ့်အပြစ်ကြည့်ရမှာလားဒါကြောင့်သူတစ်ပါးအပြစ်ကြည့်နေတာဝိပဿနာလမ်းပေါ်ကိုမရှိလို့ပဲဟောမစ္စည်းမပရိပဒလမ်းပေါ်တက်လိုက်လို့ရှိရင်ကိုယ့်အပြစ်ကိုပဲရှာရမယ်တို့အပြစ်တွေကနည်းလားများလားဘယ်တော့ကအတိတ်တုန်းကဘယ်သူပြုခဲ့တဲ့အင်္ဂါနေနဲ့ပြောဘယ်အင်္ဂါကိုပြောသင်္ခါရဘာသင်္ခါရအပုံညာသင်္ခါကောင်းတာလားမကောင်းတာလားအဲ့ဒီကိုယ့်ရဲ့အတိတ်ကပြုခဲ့တဲ့အာဟုတုကံတွေပြုခဲ့တဲ့အပြစ်ကြွေးတွေကိုတွေးနေမယ်ဆိုရင်မိမိရဲ့တဏ္ဍမိမိရဲ့ခန္ဓာမှာဘာရောက်နေလို့ပြောလိုက်ခါတိုင်းဖြစ်နေကြဘာရောက်နေတယ်ဉာဏ်ရောက်နေတယ်။အော်ဖြေဆိုတော့မဖြေတော့ဘူး။မဖြေနဲ့ဆိုရင်တော့ဉာဏ်ကတော့တန်းတက်လာတာပဲ။ခန္ဓာမှာဘာရောက်နေလို့ကိုယ်ခန္ဓာမှာကိုယ်ဉာဏ်ရောက်နေရင်သူတစ်ပါးအကြောင်းတွေးစရာအချိန်မရှိပါဘူး။သူတစ်ပါးအပြစ်ပြောဖို့အချိန်လည်းပဲမရှိပါဘူး။သူတစ်ပါးအပြစ်ပြောနေတယ်သူတစ်ပါးအကြောင်းတွေးနေတာဒီပဲလျင်တို့တွေတရားနဲ့ဝေးနေတာပါပဲ။ဘာတရားနဲ့ပဋိစ္စသမုပ္ပါဒ်တရားအမြင့်ဆုံးပြောတော့သစ္စာတရားအပြစ်ဆိုတာဟာသူတို့ကအပြစ်မြင်တာကိုသစ္စာလို့ပြောတာမဟုတ်ဘူးမိမိရဲ့အပြစ်ဘာရဲ့အပြစ်တွေလဲဘဝရဲ့အပြစ်တွေခန္ဓာရဲ့အပြစ်တွေဒီနေ့တရားနဲ့ပြောမှဆိုရင်ဘာရဲ့အပြစ်တွေကံ၃ပါးရဲ့အပြစ်တွေအာဟုသို့ဘယ်နှမျိုး၃မျိုးဘာတွေလဲကာယကအာဟုသို့ဝစီကအာဟုသို့မနောကအာဟုသို့ဒီ
ဒီဘဝမှာကိုကသူတော်ဘာကိုမကောင်းတာပြုတ်ပြောကြံစီထားတာမရှိပေမဲ့သူတော်ဘာကလာလက်ညှိုးထိုးနေတယ်မျက်စောင်းထိုးနေတယ်တတွေးထွေးနေတယ်ဆိုရင်သူတို့အကြောင်းတွေးရမှာလားကိုယ်အကြောင်းလားဘယ်တော့ကအကြောင်းဘသူပြုခဲ့တာဘသူကိုပြောသင်္ခါရဘယ်သင်္ခါရအပုံညာသင်္ခါဘာနဲ့လောက်ခဲ့လဲကာယကံနဲ့ကာယကံအကုသို့လောက်ခဲ့သည့်အတွက်ကြောင့်ဟောစဝိုင်းပဋိစ္စသမုပ္ပါအကြောင်းကိုတွေးဘာကိုတွေးပဋိစ္စသမုပ္ပါအကြောင်းကိုတွေးပြီးတော့ပိဿုပန်ရရှိခံစားနေရတဲ့အကျိုးတရားတို့ကိုလက်ခံလိုက်ကျင့်နှံ့လိုက်လက်ခံလိုက်ကျင့်လဲကျင့်နှံ့လိုက်ရောသူတစ်ပါးတို့ကိုပြန်ပြီးတော့အပြစ်တင်တဲ့စိတ်လာသေးလားသူတစ်ပါးအကြောင်းကိုတွေးချင်တဲ့စိတ်လာသေးလားဘသူအပြစ်တွေးမယ်ဘသူအကြောင်းတွေးမယ်ဘယ်တော့ကအကြောင်းသူများပြုတာလားကိုကိုတိုင်းလားဒါဆိုရင်တို့တွေစောစောတုန်းကသူတစ်ပါးရဲ့အပြစ်သို့မဟုတ်ရဟန်းသံဃာတွေရဲ့အပြစ်ပြောသင့်မပြောသင့်ဆိုတာဟာသစ္စာပေတံနဲ့တိုင်းရင်သူတစ်ပါးအပြစ်ပြောနေသေးသေးကိုယ်ခန္ဓာမှာညံမရောက်လို့တရားမရှိလို့ပဲတဲ့ကိုယ်ခန္ဓာမှာကိုယ်အပြစ်ကိုကိုယ်မြင်နေရင်တော်တော်ညံအားကောင်းလာပြီသူ့အကြောင်းကိုသိလာရင်ပဋိစ္စသမုပ္ပါပိုင်လာပြီဘဝထဲမှာတို့တွေဟာသူများအပြစ်တေးကြည့်ပဲပြောခဲ့ဆိုခဲ့တွေးခဲ့တာများပါပြီအခုမှပဲကိုယ်အပြစ်ကိုတွေးရမှန်းသိလာတယ်ပုထုဇဉ်တို့ရဲ့သဘောဇုံလုံးကန်းတို့ရဲ့သဘောဟာကိုယ်အပြစ်ကိုတွေးတာနဲ့မတွေးတာမတွေးလို့ပုထုဇဉ်ဘဝကမလွတ်တာပဲတဲ့ပုထုဇဉ်ဘဝကလွတ်ချင်ရင်တကယ်အရိယာဖြစ်ချင်ရင်သူတစ်ပါးအကြောင်းတွေမတွေးပါတော့နဲ့သူတစ်ပါးအပြစ်တွေလည်းမတွေးပါတော့နဲ့တဲ့မိမိရဲ့အကြောင်းနဲ့မိမိရဲ့အပြစ်ကိုသာတွေးနိုင်တယ်ဆိုရင်ဒီဘဝမှာသောတာပတ္တိမဉ္ဇဉ်သိကြပါပြီရဖို့မသိကြလားသိကြလားအလိုမှမဟုတ်လို့သူများအပြစ်တွေကြီးပြောနေမယ်သူတစ်ပါးကြီးလက်ညှိုးထိုးနေမယ်ဆိုရင်ကိုယ့်အပြစ်ကိုကြတော့ဖုံးဖိထားပြီးတော့မရှိကြအောင်ဆောင်းနေမယ်ဆိုရင်အတိတ်ကအပြစ်ကြွေးကလည်းရှိမကြေမဆက်လို့မကြေပိဿုပန်အပြစ်ကြွေးကလည်းထပ်ယူနေအောင်ပဲဆိုရင်တို့ဒီဘဝသောတာပတ္တိမဉ္ဇဉ်နီးမာလားဝေးမာလားအဲ့တော့သောတာပတ္တိမဉ္ဇဉ်မနီးကျင်တာလားနီးကျင်တာလားနီးကျင်တယ်ဆိုရင်တော့ကိုယ့်အကြောင်းကိုသိအောင်ကြိုးစားကိုယ့်အကြောင်းလို့ပြောရင်ဘယ်အကွက်ကိုကြည့်ဘယ်အကွက်ကိုကြည့်သုံးအကွက်ကိုကြည့်ဘသူကိုပြောကမ္မဘဝဒီတလုံးပဲဟောနေတယ်နော်ဘယ်မှမသွားသေးဘူးဒါနှစ်အကွက်ဆိုရင်နှစ်အကွက်ထဲဝင်လိုက်ရင်ကျန်တဲ့15မိနစ်ကပလုံသွားအောင်မယ်ရှင်းတဲ့နောက်နဲ့ကံနှမျိုးကိုဟောနေတယ်အတိတ်အကြောင်းနဲ့ပိဿုပန်အကြောင်းအခုဘယ်အကြောင်းပြောနေလဲပိဿုပန်အကြောင်းကိုပြောနေပြီပိဿုပန်ဆိုတဲ့အကြောင်းတရားကိုတို့တွေပြင်နိုင်ဖို့အတွက်မဂ္ဂုဆရာတော်ဘုရားကြီးကအကြောင်းတရားတွေနဲ့1အကွက်3အကွက်အင်္ဂါအနေနဲ့ဆိုရင်ပေါင်းရင်ဘယ်နှပါ5ပါအဲ့ဒီ5ပါမှာ4ပါကိုဘာလို့ပေးထားဝိုင်းပေးထားတယ်ကမ္မဘဝကိုတော့ဘာလို့ပေးထားဘာလို့ဟာပေးထားတာပြင်ရအောင်လို့ရိုးရိုးလေးပဲတွေးဘာလို့ခိုင်းတာဘယ်ကံ3ပါးကိုပြင်ဘယ်ကံ3ပါးလို့မေးရင်စာသဘောပြောရင်ပိဿုပန်ကံကိုယ်သဘောပြောရင်ကိုယ့်ရဲ့ကံဘဝထဲပြောရင်မိမိရဲ့ကံ3ပါးကိုပြင်တယ်သူတစ်ပါးတွေကြီးမပြင်ခိုင်းတော့နဲ့တဲ့များသောအားဖြင့်ကိုကနေရာကကြည်လာလူကြီးဖြစ်လာတော့နေရာကဆရာလုပ်ချင်တဲ့စိတ်ကပုထုဇဉ်ရဲ့သဘောဘယ်နေရာဆိုရင်ပြောလိုက်ရှင်တယ်ဆိုလိုက်ရှင်တယ်ဒါပေမဲ့ခုခေတ်ကလေးတွေကတို့လူကြီးတွေရဲ့ပြောစကားနဲ့ကိုက်ညီတာနဲ့မကိုက်ညီတာလက်ခံတာနဲ့လက်မခံတာလက်မခံတော့ဘာပြောလဲဒင်းတို့အတွက်ပြောတာဒင်းတို့အတွက်တကယ်တော့ကိုယ်အကြောင်းတော်ကိုမသိတာကိုယ့်ရဲ့တဏ္ဍာမှာတခြားလားကိလေသာလားပြောမရတော့ကိလေသာတွေဖြစ်ကြမ်းနေကြတာဟိုကတော့ဘာမှယူမသွားဘူးသူကသူပြောလို့ကြံတဲ့တို့အမိဘတွေကတော့ဘာဖြစ်နေလဲပွားစီနဲ့ကြမ်းနေခဲ့တာဟာကိုယ့်အကြောင်းကိုသိလို့လားမသိလို့လားဘယ်သူကိုပြောကမ္မဘဝကမ္မနပ3ပါးကာယကံလည်းညံ့ပါပြီကိုနာသွားလဲဒုံတိုင်းဒီနာသွားလဲဒုံတိုင်းဆောင်းပိတ်လိုက်ရိုက်ချလိုက်နဲ့အိုးကာယကံလည်းညံ့အကုသိုလ်ပါဇက်ကလည်းဘာဖြစ်ပွားစီနဲ့အကုသိုလ်ဒုစရိုက်မနှောတွေးတာကလည်းပဲငါကဒင်းတို့အတွက်ပြောတာငါအတွက်ဘာမှမဟုတ်ဘူးဘလောက်ပဲပြောသူများအတွက်လားကိုယ့်အတွက်လား
ကိုအတွက်ပြောနေတာကိုမသိတဲ့အခါကျတော့ကိုယ့်ရဲ့တဏ္ဍာမှာကိလေသာဖြစ်တာကိုဖြစ်မှန်းမသိတော့သူများကံ၃ပါးကိုပဲလိုက်ပြင်ခိုင်းနေတာကိုယ်တန်ကံ၃ပါးကိုပြင်ဖို့တော့သတိတောင်မရဘူးအဲ့ဒါတရားဝေးနေတဲ့ပုဂ္ဂိုလ်ပါပဲတဲ့အဲ့တော့သူများကံ၃ပါးကိုမပြင်ခိုင်းတဲ့မပြောဘူးပြင်ခိုင်းပေါ့ကိုကလူကြီးဖြစ်နေတဲ့မိဘဖြစ်နေတယ်ဆိုရင်သားသမီးတွေမြေတွေမြစ်တွေတူတွေတူမတွေမှားတာဆိုရင်မှားတာလေးတော့ပြောပေးပေါ့လက်မှန်ပေါ်တင်ပေးပေါ့ဒါပေမဲ့ကိုပြောတိုင်းမဖြစ်တော့လည်းပဲဒေါသမဖြစ်ပါနဲ့တဲ့ဒါဆိုရင်ကိုယ့်ရဲ့တဏ္ဍာမှာတခြားလားကိလေသာလားအလေအလတ်အနေနဲ့ပြောတော့ဒုစရိုက်အနှိမ်ဆုံးပြောတော့ကိလေသာ၃မျိုးတော့မှတ်ထားအနှိမ်ဆုံးပြောရင်အကုသိုလ်အလေအလတ်ပြောရင်ဒုစရိုက်အမြင့်ဆုံးပြောရင်အဲ့ဒီ၃မျိုးနဲ့တွေးကြည့်အဲ့ဒီ၃မျိုးကိုမူတည်ပြီးတော့တွေးထလာရင်မိမိရဲ့အတွင်းညာတော်တော်လေးအားကောင်းသွားသူများအကြောင်းတွေးတာမဟုတ်ဘူးကိုယ်အကြောင်းတွေးတာမဟုတ်လို့မှန်မှန်ကန်ကန်တွေးလို့ရမရရတာပေါ့ကိုယ်အကြောင်းကိုယ်အသိဆုံးကိုသူများအကြောင်းတွေးတာမှမှားလိုက်အောင်မယ်ကိုယ်အကြောင်းကိုတွေးတာကတော့မှားเสียအကြောင်းကိုမရှိတာဘာလို့လဲမိမိအကြောင်းကိုမိမိအသိဆုံးပဲဒါကြောင့်တို့တွေကသူများတွေအတွက်ပဲစ조사ခဲ့တာများတယ်လောကကတော့ပြောပါတယ်အများကြိုးဆောင်မှန်တာပေါ်အတဲ့ပြောသူတို့ရဲ့လောကရဲ့လောကီရဲ့သဘောဒါပေမဲ့ဓမ္မကသဘောပြောရင်တော့မှားတယ်ဘာဖြစ်လို့လဲသူများအကျိုးဆောင်ပြီးတော့ကိုယ်ဟာအာကုသိုလ်ဖြစ်နေရင်လဲမှားတာပဲတဲ့တချို့ကြည့်လေအများအကျိုးတော်ဆောင်နေအာကုသိုလ်တွေဖြစ်တာတွေနဲလားများလားဒါဆိုရင်တော့ကိုယ့်အတွက်တော့မကောင်းဘူးတဲ့အဲ့တော့ပြောင်းပြန်ပြီးတော့တွေးတယ်ဘယ်လိုတွေးမလဲကိုယ်အကျိုးအောင်ပြီးမှအများအကျိုးကိုဆောင်ပါဒါဆိုရင်အစစအရာရာအကုန်လုံးကိုခံနိုင်ရင်ရှိတယ်အဲ့လိုမှမဟုတ်ရင်ခံနိုင်ရင်မရှိဘူးဘာလို့လဲအများအကျိုးဆောင်ပြီဆိုရင်ကြိုက်တဲ့ပုဂ္ဂိုလ်ရှိတယ်မကြိုက်တဲ့ပုဂ္ဂိုလ်ရှိတယ်ဘလောက်ပဲကောင်းတာလုပ်လို့အပြစ်ပြောမဲ့ပုဂ္ဂိုလ်ကတတ်တန်းစီနေတာပဲအဲ့ဒီအပြစ်ပြောမဲ့ပုဂ္ဂိုလ်တွေကိုကိုကပြန်တုံ့ပြန်နေရင်ကုသိုလ်လားအကုသိုလ်လားကိုအကျိုးကိုအောင်ကြိုးစားထားလိုက်ကိုအကျိုးကိုအောင်နေကိုအကြောင်းကိုသိတယ်ဆိုရင်သူများတွေဘာပြောတုံလုံးเสียလို့လားလို့ပါဗျာဒါဆိုရင်ကိုယ့်ကာယကံဝစီကံမနောကံတို့ကိုဘာလုပ်နေတာပြင်နေတာပါဘာလုပ်နေတယ်ပြင်နေတာသူများပြင်ခိုင်းမှလားကိုလားဒါကြောင့်ကံ၃ပါးပြင်ကံ၃ပါးပြင်သူတစ်ပါးကံတွေကိုပြင်ခိုင်းတာမဟုတ်ဘူးမိမိပိုင်ဆိုင်ထားသောကံ၃ပါးကိုပြင်ခိုင်းတာဒါကြောင့်ပိဿုပံကံကဘာလို့ပေးရမလဲပြင်ပေးရမယ်အတိတ်ကံကဘာလို့ရမလဲအတိတ်ကံကဘာလို့ပေးရမလဲပြောတွေးတာတွေးကျင်တယ်လို့တွေးရတယ်ဒီညမှာအတိတ်ကံကိုဘာလို့သိနေလောကကတော့ပြောတယ်လောကဥမာလေးပြန်သွားအတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမကြံစီနဲ့ပိဿုပံတဲ့ကြည်လောကသဘောလောကရဲ့ပညာရှင်တွေကရေးပေးထားတာမို့လို့လောကထဲမှာမှန်တယ်ဒါပေမဲ့ဓမ္မသဘောဆန့်ကျင်ဘက်တွေးပြောင်းပြန်တွေးနောက်ဆုတ်တွေးရင်မှားတယ်လို့ဒါပြောချလိုက်ဆန့်ကျင်ဘက်လို့ပြောတာကိုလောကကအတိတ်ကိုမပြန်နဲ့အနာဂတ်ကိုမကြံစီနဲ့ပိဿုပံတဲ့ကြည်လောကစာပေပညာရှင်ရေးထားတာမို့လို့မမှားဘူးမှန်တယ်ဘယ်ထဲမှာလဲလောကထဲမှာ30ပုံတွင်းမှာတော့မှန်တယ်မမှားဘူးဒါပေမဲ့တဲ့ခန္ဓာဉာဏ်ရောက်ဖို့သို့မဟုတ်နိဗ္ဗာန်ဆိုတဲ့အမျက်စခန်းကိုရောက်ဖို့30ပုံကလွတ်ချင်တော့အဲ့ဒီအတွေ့ဟာမမှန်ပြန်ဘူးတဲ့ဘာဖြစ်လို့လဲအခုမင်းတယ်လေပိဿုပံကံမှန်မှန်များတို့ကဘာလုပ်ပေးရမလဲပြင်ပေးရမယ်လုပ်ပြီးပိဿုပံကံမှန်သမျှဘာလုပ်ရမလဲပြင်ပေးရမယ်အတိတ်ကံမှန်သမျှကဘာလုပ်ရမလဲအတိတ်ကိုပြန်အခုပဲဥပမာလေးနဲ့ပေးထားတယ်လောကကအတိတ်ကိုမပြန်နဲ့ဒါပေမဲ့ဓမ္မကပြောင်းပြန်ပြောအတိတ်ကိုပြန်တွေးတွေးပါတဲ့လောကကမပြန်နဲ့လို့ပြောတာမှန်တဲ့ပညာရှင်ကဘာလို့မပြန်ခိုင်းတာလဲပြီးခဲ့ပြီမို့လို့အဲ့တော့လောကပညာရှင်ကဘာဖြစ်လို့များပြီးခဲ့တဲ့အရာကိုမပြန်စေချင်တာလဲလို့မေးလိုက်တော့
ပုထုဇဉ်မှန်သမျှဟာတွေးရင်ကိုယ့်အပေါ်မှာကျေးဇူးရှိတဲ့ကျေးဇူးဘလောက်ပဲများနေပါစေတစ်ချိန်တစ်ခါလောက်ကိုယ့်အပေါ်မှာမလိုက်ခဲ့တဲ့အကုသိုလ်အပြစ်နဲ့ဆိုရင်ဘာကိုတွေးတာများအာဟုသောကိုတွေးတာများတယ်လူရိတ်ကြိုက်ဆဲကလိုက်လေမလိုက်တခါရှိခဲ့ပါမူကြီးစွာရန်သူဆွဲမှတ်ယူဤကဲကောင်းတာတွေဘလောက်ပဲများများဘာကိုပဲတွေးလဲဒါကိုသိလို့ပညာရှင်တွေကပုထုဇဉ်တွေရဲ့သဘောဇုံလုံးကန်းရဲ့သဘောကိုသိတာမို့လို့အတိတ်ကိုမပြန်ပါနဲ့တော့ဘာလို့လဲကောင်းတာတွေးတာနဲ့တယ်မကောင်းတာတွေးတာများတဲ့အနာခတ်လည်းမကြံစီနေတဲ့မရောက်သေးတာမို့လို့တဲ့ဘယ်ပဲကြည့်ခိုင်းလောကသဘောမှန်တယ်ဓမ္မသဘောမမှန်ဘူးအပြည့်အဝမမှန်ဘူးပေါ့လေအကုန်လုံးမှားတယ်လို့တော့မပြောနဲ့ပေါ့ပညာရှင်ရေးထားတာကိုအဲ့တော့အတိတ်ကိုတို့တွေတဲ့အခုပိဿုပန်ကံကိုပြင်နိုင်ဖို့ဆိုရင်အတိတ်ကံကိုပြန်ရပါမယ်အတိတ်ကိုတွေးရပါမယ်မတွေးသရွေ့ဒီကံ၃ပါးကပြင်လို့မရပြင်လို့မရနိုင်ဘူးဘာဖြစ်လို့လဲပိဿုပန်မှာမကောင်းတဲ့အကျိုးတရားတွေခံစားလာရပြီးသူများကကိုယ့်ကိုလာပြီးတော့ကြမ်းတမ်းတဲ့စကားတွေနဲ့ဖရုဒ္ဓဝါစာဆဲဆိုပြောဆိုဆွဆွဲနေပါပြီတဲ့ပိဿုပန်မှာတော့ကိုကသူ့ကိုဆွဆွဲတာပြောဆိုတာဆဲဆိုတာမရှိပါဘူးဒီပိဿုပန်ကံလေးကြည့်ပြီးတော့ဒီငါကိုဆဲရမလားလို့ပြန်ဆဲရင်အပြည့်ကျွေးတွေထပ်ပြီးတော့တင်တယ်လို့အတိတ်ကအပြည့်ကျွေးလဲမကြည်တော့ဘူးဟောဘာလို့မကြည်တာလဲအတိတ်အကြောင်းကိုမတွေးလို့အတိတ်ကိုမပြန်လို့ပဲအတိတ်ကပြန်ရမယ်တို့တရားအတွက်မပြန်ရင်လွဲတာပဲယခုတို့နာကြားနေရတဲ့ဒီပရိစ္ဆသမုပ္ပါတရားစီပင်လျင်အတရားအတိတ်ကတရားဘယ်နဲ့အကြောင်းမလဲအတိတ်နဲ့ပြောနေပါတယ်ဆိုမှတရားကိုဆက်ဆက်ပြီးတော့မတွေးဘူးနော်နည်းနည်းလေးလိုးနေတယ်ဆက်ဆက်ပြီးတော့တွေးအတိတ်ကိုပြန်ရမယ်လို့ပြောတယ်ဟောဒီပရိစ္ဆသမုပ္ပါဒေသနာသည်တို့ဘုရားရှင်ကိုရောမြတ်ကြီးဘောဓိပင်အောင်ရွှေပလင်ထက်တရား3ခုနဲ့ကစုံလာဖြစ်ကျော်တရက်ကနေကစုံလာဖြစ်ကျော်9ရက်နေ့အထိသုံးသပ်ဆင်ခြင်ခဲ့တဲ့တရားနှစ်ပေါင်းဘယ်လောက်ရှိသွားပြီလဲရှိကျင်တဲ့လောက်ရှိထားလိုက်တော့တွေးနေရမှားနေအောင်ပဲဘယ်တော့ကတရားအတိတ်တုန်းကတရားတွေတို့တန်ဃာတွေအစဉ်ဆက်သာသနာပြုတဲ့ပုဂ္ဂိုလ်တွေအစဉ်ဆက်ဘာလို့ခဲ့ကြတည်ဆောင်းလာတယ်လက်ဆင့်ကမ်းလာတယ်အတိတ်ကိုပြန်လာလို့ဒီတရားတွေခုချိန်ထိတို့ဟောခွင့်နာခွင့်ရနေတာအတိတ်ကမပြန်ခဲ့လို့အတိတ်ကပြီးခဲ့ပြီဆိုရင်တို့ဒီတရားတွေနာကြားခွင့်အာထုတ်ခွင့်မရဘူးနော်ဒါကြောင့်အတိတ်ကပြန်ရတယ်တို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မှာကဲဘောဓိပင်အောင်ရွှေပလင်ထက်ဘုရားဖြစ်ပြီးသွားတော့ကဲပထမဦးဆုံးတွေးတယ်လေတွေးတဲ့အတွေ့မှာဘယ်လိုတွေးလဲခုမှဘာလို့ဘုရားဖြစ်တာလဲဘုရားမဖြစ်ခင်ကဘာလို့ဘုရားမဖြစ်တာလဲလို့ဘာလို့တွေးရဘုရားမဖြစ်ခင်ကအတွေးကိုတွေးလိုက်တော့ဘယ်အကြောင်းကိုတွေးအတိတ်အကြောင်းကိုတွေးတယ်ဗောပုဂ္ဂိုလ်တ attva ရဲ့အစကိုကြည့်တယ်တန်ត្រာရှိတာမို့လို့မတွေးတော့ဘာရဲ့အစကိုရှာဓမ္မရဲ့အစကိုရှာဘယ်သူကိုတွေးအဝိဇ္ဇာကိုတွေးတယ်အဲ့ဒါနောက်ကြောင်းပြန်လိုက်တာပဲဒါကြောင့်ဉာဏ်မာကိုကပုပ္ပေနိဝါဒနုတ္တိဉာဏ်ဘာလို့တာရှေးကပြုတ်ခဲ့ဘူးတဲ့ကုသိုလ်အာကုသိုလ်ဆိုတဲ့အကြောင်းအကျိုးတွေကိုဘာလို့တာပြန်ပြီးတော့သုံးသပ်ဆင်ခြင်တာတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသစ္စာ၄ပါးကိုဟောတော့မယ်ဆိုတော့မဟောခင်ဘာလုပ်လဲဟောရှင်မြတ်ရဲ့ဘုရားသူဘာလုပ်တယ်ကိုမှမသိတာကိုဟုတ်တယ်လေဘုရားဖြစ်တဲ့တုန်းကဘုရားသက်ရှိထင်ရှားရှိတုန်းကတို့ဘယ်နာနေမှမသိတာကိုအဲ့လိုတော့မလုံးနဲ့လေတွေးကြည့်တွေးလိုက်ရင်တို့တွေရဲ့တဏ္ဍာမှာတွေးလို့ရတာပါပဲသစ္စာ၄ပါးလို့လည်းပြောထားတယ်သစ္စာ၄ပါးမဟောခင်ဘာလို့တလဲလို့ပြောတာရဲ့တွေးဖို့ပြောတာမို့လို့ရန်တန်အုပ်လိုက်ရင်ကိုရပါတယ်ဘာလို့နေလဲတွေးတယ်ဘာကိုတွေးလဲရှေးကဘုရားရှင်တွေဘယ်လိုဟောသလဲလို့တွေးတာအေးဘောဘောတွေးရတယ်နော်ဘုရားလည်းတွေးတာပဲဘောဓိပင်အောင်ရွှေပလင်ထက်မှလည်းတွေးတာပဲပြီးတဲ့ခါမှာသစ္စာ၄ပါးကိုဟောမယ်ဆိုတော့ရှေ့နောင်တော်ဘုရားတွေဘလို့သစ္စာ၄ပါးဟောတယ်လဲဘယ်သစ္စာကစဟောဒုက္ခသစ္စာကစဟောတယ်တတ္တဝါတွေရဲ့ဖြစ်စဉ်ခန္ဓာရဲ့ဖြစ်စဉ်ပရိစ္ဆသမုပ္ပါဖြစ်စဉ်ကဘယ်သစ္စာကစဘာဖြစ်လို့များဘုရားစုစုကသမုဒယကစမဟောတာလဲဘာလို့ဒုက္ခကစဟောတာလဲ
တန်ဝေကညာရဖို့ဘာညာရဖို့တွေးတဲ့အတွေ့အရေးကြီးတာပဲတို့ဘုရားလောဟိုးတောင်းရင်းသားဆိုတာတုတိတာမှာနေတော့တုတိတာကနေဘုရားရှင်ကိုတော်မြတ်အလောင်းလျာဘုရားဖြစ်မယ်လို့ဘယ်ကိုလာလဲလူပြည်ကိုလာ29နှစ်တာကာလပတ်လုံးဘုရားအလောင်းဘာလုပ်နေလဲရိုးရိုးလေးပဲပြောလိုက်မေ့နေတယ်လို့ပြောလိုက် तू ဘာလုပ်နေတာလဲဟိုလုပ်ဒီလုပ်တွေရှောက်မတွေးနဲ့ပေါင်းပြောခြင်းရင်ကာမဂုဏ်ခံစားနေတယ်အဲ့လောက်တော့တွေးလိုက်ကိုတွေးဖို့ပဲလိုတာပဲလေ तू ဟွာလုပ်တယ်ဒါလုပ်တယ်တွေမတွေးနဲ့တို့တရားနဲ့ပဲတွေး29နှစ်တာကာလပတ်လုံးတို့ဖះမေးနေတယ်ဖះလောင်မေးနေတယ်ဗောဟောဘာလို့မေးနေတာလဲတဲ့ကာမဂုဏ်အာယုန်တွေခံစားနေလို့အဲ့တော့ပြောတွေးပြန်တွေးကြည့်အဲ့ဒီလိုတဲ့29နှစ်တာကာလပတ်လုံးပြည့်လို့တောထွက်ပြီဆိုတော့ဘာလို့တောထွက်တာတွေးလို့အတွေးလေးဟောနေတာကိုပဲတွေးလို့တောထွက်ဖြစ်တာမတွေးရင်အဲ့တွေးတဲ့အတွေးညာကအရေးကြီးတယ်လို့ပြောတာပဲဟောကာမဂုဏ်အာယုန်တွေနဲ့ပြောနေတဲ့အချိန်ဟောသူ့သူနာသူသည်ယဟန်စသည်ဖြင့်တွေးလိုက်တော့ဘာလုပ်လိုက်လဲတွေးလိုက်တယ်ငါလဲခန္ဓာရတာမို့လို့အိုလဲအိုမဲနာလဲနာမဲသိလဲသိမဲအဲ့ဒီအိုနာသေးကိုဘုရားဘာလုပ်လိုက်တယ်တွေးတယ်ဘုရားအလောင်းဟာအဲ့ဒီအချိန်အိုနာသေးခန္ဓာကိုယ်ကြီးကအိုခြင်းသဘောတရားတွေထိထိမိမိပြပြီလား29နှစ်ပြိုတုံးပဲရှိသေးတယ်လေအဲ့တော့ဘာကိုတွေးတယ်ဘယ်ကိုတွေးတယ်အနာဂတ်ကိုမျောတွေးတယ်အနာဂတ်မမျောရလားမျောရလားမျောရတယ်အဲ့တော့ပစ္စုပန်တွေးတော့မှဘာလို့ချင်းနေပေါ့တောထွက်ခြင်းနဲ့စိတ်ပါအဲ့လိုတော့လုံအောင်လေးစင်လိုက်ကြနေသွားအောင်ယဟန်တမ်းမွေးပြနေအောင်တောထွက်ခြင်းနဲ့စိတ်လေးပေါက်ပြီးတော့မှငါပါရမီတွေဖြည့်ထားတာဘုရားဖြစ်ဖို့တောထွက်အောင်ပါလို့သတိရတာဟာဘာလို့လဲတွေးလို့အနာဂတ်ကိုလည်းတွေးရတယ်ပစ္စုပန်မှာယဟန်ဖြစ်ဖို့အတွက်လည်းပဲတွေးရတယ်သူအတိတ်ကပါရမီတွေရှိခဲ့တာတွေကိုပြန်တွေးတော့မှတွေးမှပေါ်တာမတွေးရင်မပေါ်ဘူးတို့ဘုရားရှင်ကိုယ်တော်မြတ်ဘုရားဖြစ်ပြီးသွားတယ်ကဲ103ခုနှစ်ကစုံလာပြည့်ဗုဒ္ဓနေ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရားဖြစ်သွားတော့နိဗ္ဗာန်ကိုမရောက်သွားလားရောက်သွားလားရောက်ပင်ရောက်ညတော့လည်းပဲတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးနေ့စဉ်အမြဲတမ်းအချိန်တိုင်းနိဗ္ဗာန်ဆိုတဲ့အရာသာကိုအမြဲတမ်းခံစားခွင့်ရှိမရှိရမရရတယ်ပြောမလားမရဘူးပြောမလားဘာလို့မရတာလဲဘယ်အချိန်မှရတယ်လဲတွေးတဲ့အချိန်မှရတာပဲဒါကလောကသဘောပြောတော့တွေးတယ်ပေါ့ဘုရားအနေနဲ့ပြောတော့ဖလားသမပန်ဝင်စားတာအဲ့ဒါတွေးရတာပဲတွေးတဲ့အတွေ့ကဒုရိယတဏ္ဍာမှာလိုကိုလိုတယ်ဒါကြောင့်အတိတ်ကိုပြန်ပါအတိတ်မပြန်ရင်ပိဿုပန်ရရှိခံစားနေရတဲ့အကျိုးတရားတို့ကိုတို့လက်မခံနိုင်ဘူးဘာတွေကိုလဲမကောင်းတဲ့အကျိုးတရားတွေကိုမကောင်းသောအကျိုးတရားတွေကိုလက်ခံခြင်းရင်ဘာလို့ရမလဲအတိတ်ကိုပြန်ပါသူများပြုခဲ့တဲ့အကြောင်းလားမိမိပြုခဲ့တဲ့အကြောင်းလားဘာနဲ့ပြုပြောကြံစီခဲ့တဲ့ကံ3ပါးနဲ့ပြုပြောကြံစီတဲ့အခါမှာကုသိုလ်လည်းပါသလိုပိဿုပန်မကောင်းတဲ့အကျိုးတရားတွေရရှိခံစားနေရပြီဆိုရင်မိမိပြုခဲ့တဲ့အတိတ်ကမရှိလို့လားရှိလို့လားအတိတ်ကအပုံညာပိသင်္ခါရဆိုတဲ့အကုသိုလ်တွေကိုကံ3ပါးနဲ့မိမိကိုယ်တိုင်ပြုပြောကြံစီခဲ့လို့ပိဿုပန်မှာမကောင်းသောအကျိုးတရားတွေရတာပါလားလို့မကောင်းသောအကျိုးတရားကိုလက်ခံနိုင်တာဟာဘာကိုပြန်လို့အတိတ်ကိုမပြန်ရင်လက်ခံနိုင်တဲ့အရေးချင်းဒါကြောင့်လောကမှာမာနတွေဒေါသတွေရှိနေကြတာအတိတ်ပြန်တာနဲလို့ပဲတဲ့ဒါကြောင့်အတိတ်ကိုပြန်နိုင်လေပိဿုပန်မကောင်းတဲ့အကျိုးတရားတွေကိုလက်ခံနိုင်လေအတိတ်ကအပြည့်ကျွေးတွေခြေလေအတိတ်ကရှိတဲ့အပြည့်ကျွေးကိုအတိတ်ကိုမျှော်ကြည့်ပြီးတော့ပိဿုပန်အကျိုးတရားကိုလက်ခံပြီးတော့ဆက်ပိဿုပန်ဟောဒီကံ3ပါးကိုဘာလို့မလဲပြင်မယ်ဘာအတွက်ပြင်ခိုင်းတာလဲအကျွေးအသစ်တွေမရအောင်လို့အကျွေးဟောင်းကိုဆက်ချင်ရင်အတိတ်ကြောင်းကိုကြည့်ပိဿုပန်အကျွေးအသစ်တွေမယူချင်ရင်ပိဿုပန်ကံ3ပါးကိုပြင်ပိဿုပန်ကံ3ပါးကပြင်ရမယ်ဘာအတွက်လဲပိဿုပန်အကျွေးအသစ်တွေထပ်မယူဖို့အတွက်အတိတ်ကပြုခဲ့တဲ့အပြည့်အကျွေးတွေကိုဆက်ချင်ရင်တော့အတိတ်ကအကြောင်းတရားကို
တွေးကိုတွေးအတိတ်ကိုပြန်အတိတ်ကိုပြန်ပြီးတော့ပစ္စုပန်မကောင်းသောအကျိုးတရားတွေကိုဘာလို့ပေးလိုက်လက်ခံပေးလိုက်ဒါဆိုရင်အတိတ်အပြည့်ကျွေးကိုဆက်ခွင့်ရတယ်လို့ပစ္စုပန်ကံသုံးပါးကိုပြင်ပြီးတော့ပစ္စုပန်အပြည့်ကျွေးတွေကိုမယူဘဲနဲ့များအတိတ်ကံကိုလည်းပြန်ပြီးတော့တွေးပစ္စုပန်ကံကိုလည်းပြင်ပြီးတော့တွေးပြီးတော့ပြင်ကြမယ်ဆိုရင်အတိတ်အပြည့်ကျွေးလဲကြည်ပစ္စုပန်အကျွေးသစ်လည်းမယူဘူးဆိုရင်တို့ရဲ့တဏ္ဍာမှာဘာဖြစ်သွားတန်ရှင်းသွားတဲ့အကုသိုလ်တွေကင်းဒုစရိုက်တွေကင်းကိလေသာတွေကင်းသွားရင်တရားအားထုတ်လိုက်ပါတော့တဲ့ဘယ်နေရာမှာအားထုတ်ခြင်းလဲအိမ်ရထဲမှာလားမိဖို့ကြောင့်ထဲမှာလားနောက်ဆုံးနောက်ဖေးနောက်ဖီသွားနေရင်နဲ့ကုဒီအိမ်ဓာထဲမှာတရားအားထုတ်မလားမရသလားရသလားအပြည့်ကျွေးတွေကင်းနေတဲ့စိတ်ကတန်ရှင်းနေတယ်ဆိုရင်ဘယ်အချိန်မှာပဲတရားအားထုတ်လိုက်ပါတော့တဲ့သောတာပတ္တိမဉ္ဇဉ်မသေးကြသလားသေကြလားအဲ့လိုသေကြခြင်းရင်နဲ့ကံသုံးပါးကိုဘာလို့ရမလဲပြင်ရပါမယ်ပြင်ခြင်းရင်ပစ္စုပန်ရရှိနေတဲ့ဟောဒီကံသုံးပါးကိုဘယ်လိုပြင်မလဲသိပြီးတော့ပြင်အဲကြောင့်တရားကောင်းစဉ်ကကံဤဖြစ်စေသိမှုရှင်ဒီအတိတ်ကံရဲ့ဖြစ်စဉ်ကိုပစ္စုပန်ကံရဲ့ဖြစ်စဉ်တွေကိုမိမိတို့ရဲ့အသိဉာဏ်လေးနဲ့တွေးတော်ဆင်ခြင်ကြမယ်ဆိုရင်အတိတ်ပြည့်ကျွေးလဲဆက်ခွင့်ရလို့ကြည်ပစ္စုပန်ကံသုံးပါးကိုပြင်လို့ပစ္စုပန်ကျွေးလဲထမယူတော့ဘူးဆိုရင်အကျွေးကင်းသွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးဟာမအေးချမ်းလားအေးချမ်းလားအေးချမ်းတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာအေးချမ်းတဲ့မဂ္ဂင်ကြီးလေးထည့်ပြီးတော့ကြည်ချင်ရကျุလိုက်ပါတော့ရှုချင်ရရှုလိုက်ပါတော့မှတ်ချင်ရမှတ်လိုက်ပါတော့တဲ့အရှိကိုရှိတိုင်းအမှန်ကိုအမှန်တိုင်းမြင်လိုက်လို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်အတွက်တဲ့သောတာပတ္တိမဉ္ဇဉ်မသေးကြလားသေကြလားသေချာအောင်ကြိုးစားခွင့်မရှိလားရှိလားအေးကြိုးစားပေးပါလို့ဆန္ဒပြုတိုက်တွန်းရင်းဖြင့်အချိန်စေးသည့်အတွက်ကြောင့်သာတို့သုံးခြင်းခေါ်တော်ကြပါကုန်အောင်စို့